မာရှိတယ်ဘူးခင်ဗျာကရုံးမမကရုံးမလေးပါတယ်ကရုံးမတော့နေပါလားဒီတော့လေကရုံးမလည်းကြောက်နေတော့ကြောက်ဖို့ကောင်းတယ်ကျွန်တော်တို့လက်ချင်လေးလာစပါလေးလုပ်ခဲ့ဖို့နော်ဟေးနော်ကောင်းပါဖြစ်တမ် let's go God ကရုံးမလေးပေါ်တယ်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 ကရုံးမလေးကောင်လေးပတ်နာပါတယ်ဘုံမလေးကိုဆိုဒီပါအခုတည်းရောနေပြီမတကောင်မှမတတ်သေးတော့တည်းလူမရေno ရေလေးစားတေတော့မယ်တေးတေးရရှိတယ်ကရုံးမရီတက်တယ်ဗျဒီကရုံးမပွဲမှာကျွန်တော်နည်းစော်တယ်ကရုံးမတကောင်ရှိကရုံးမစောက်ကကြည့်တာတယ်လက်ဥပဲကြော်တီတော့မှာကြော်ချွေးကကရုံးမရေဖေးလုံးမလုံးမတားရေကြိုက်တယ်ကရုံးမရေအေးရောပဲကြီးရောကြီးရလေကရုံးမကြိုက်တယ်ဟာဒီအဖေရဒီနေ့တော့ကရုံးမကြိုက်ရေလက်စားလို့မရပါဘူးကွာမကြီးခေါ်လို့ရတယ်မြေကိုရနော်ဒီလိုမှဘုံမှာတော့လေရောဟေးဘာတော့အဲ့ကရုံးပါတယ်ဟိုကစပင်းနဲ့ရှိနေကြတော့ဒီအစင်းအောင်နေကြတယ်ကျွန်တော်ကရုံးမတင်အောင်လုံးကျွန်တော်တို့ပြပါပါတယ်ခင်ဗျာကရုံးမဒီအစ်စေအောင်နော်ကရုံးမတင်အောင်လုံးโอเคမာဒီကျွန်တော်အကုန်လုံးကရုံးမဖြစ်ပါတယ်ဒီနေ့ရတာကျွန်တော်ရိုးပေါ်နိုင်ကောက်ဆိုတော့ခင်ဗျာရိုးအကောင်လေးကျွန်တော်ကောင်းလာချပေးခါဗျာကရုံးမလှည့်စားတယ်လားကရုံးမလုံးဝငါမင်းတို့မှကျွန်တော်တွေ့ပါတယ်ပြီးတော့ကျွန်တော်တွေ့ဘူးလေအမတယောက်ဆိုတော့ကျွန်တော်အဲ့ဒီအမဆိုဘလုံးဝတွေအကျဖြစ်နေဟောဒီမှာတွေ့အဲ့ဒီအမအေးရဘလို့ရတော့အဲ့ဒီအမဆိုတော့ဒီလိုဆိုလေစားလို့မရပါဘူးအေးအားလုံးပဲဘိုင်ဘိုင်တတာဒီနေ့ပြီးတော့ဒီလောက်ပါပဲ